Hello အားလုံးမင်္ဂလာပါ online ကနေမှာထားတဲ့ပစ္စည်းလေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်နော်ဒီကောင်ကကျွန်တော်တို့ကားတာရတဲ့ပဲပိန်းကလေရော့ရမသိလေရော့ရပဲပြတယ်နော်ကားတော်တော်များများဥမာ Chevy Cruze တို့ဘာလို့ဆိုတော့ရှေ့ပိန်းကဘယ်ဘက်ကရော့တယ်နောက်ပိန်းညာဘက်ကရော့တယ်အဲ့လိုမျိုးပြတယ်ဒီကားတော်တော်များများじゃကားပိန်းလေရော့တယ်ပဲပြတယ်ပဲပိန်းကလေရော့တယ်ဆိုတာ like ဆန်းရတယ်နော်ခုဒီဟာလေးကြတော့အဲ့လိုဆန်းเสียမလို့ပဲနဲ့ဒီသူ့ရဲ့တရားပေါ့နော်ဒီအစိမ်းလေးဆိုရင် safe ဖြစ်တယ်ဒီအနီလေးထွက်လာပြီဆိုရင်ဒါလေရော့နေပေါ့နော်အဲ့လိုမျိုးခွဲခြားသိနိုင်တဲ့ဟာလေးဖြစ်တယ်တပ်ကြည့်မယ်နော်တက်ကြည့်မယ်ဘယ်လိုလဲဆိုတာအမှမတက်ခံဒီမှာအနီလေးပေါ်နေနော်အနီလေးပေါ်နေတယ်ကိုအနီကပျောက်သွားပြီအနီကပျောက်သွားပြီစိမ့်သွားပြီဒါလေရော့လို့ရှိရင်တော့အနီပြလာမဲ့သဘောပေါ့နော်ဒါအရင်တော့ကျွန်တော်ဝယ်ထားတဲ့ဟာပေါ့နော်ဒီဟာကလေပင်းကပဲဟဲ့ပဲပင်းကဘလောက်လေပေါင်ရှိရဆိုတာတိုင်းနေအဲ့ဒီကောင်နဲ့ကြတော့တော့တပိန်ချင်းလိုက်ချိန်နေရတာဆိုတော့မမိုင်းဒီဟာကြတော့တက်လိုက်တာနဲ့စိမ့်သွားရင်နော်နီပြီဆိုရင်အဲ့ဒါလေရော့တာပဲကိုအပိန်းကြီးလိုက်ကြည့်အနီအောင်ပြနေတဲ့ဟာဆိုလေထိုးလိုက်ရုံပဲနော်အရန်အဆင်ပြေတယ်ကျေးဇူးပါ